ဆောင်၍ဘုန်းရဲ့လွန်မြောက်သောအခါတို့ဝိမု ക്തി ချမ်းသာမှထတော်မူပြီးလင်ဗတ္တိကသမုပ္ပါတရားတော်ကိုဤမှာသမေဟိတတိဣဒံဟောတိဤမှာသာဥပါဒဣဒံဥပိသတိအစရှိသည်ဖြင့်ဤသို့သဘောရှိသောအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့သင်ရှားရှိသေးကသင်္ခါရအစရှိသောအကျိုးတရားတို့သည်သင်ရှားဖြစ်ကုန်၏ဤသို့စသည်ဖြင့်အနုလောမအဖြစ်၎င်းဤသို့လည်းအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့အရဟတမေညာဖြင့်အကျိုးမဲ့ပေသ၍မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစရှိသောအကျိုးတရားတို့သည်လေမဖြစ်သောချုပ်ငြိမ်းခြင်းအနုပါဒနိရောဓဖြင့်ချုပ်ငြိမ်းကြ၏ဤသို့အစရှိသည်ဖြင့်ပฏิလောမအနိအားဖြင့်၎င်းပဋိစ္စသမုပ္ပါတရားတော်ကိုအနုလုံးပฏิလုံးအားဖြင့်သင်ရင်စဉ်းစားတော်မူခဲ့ပါသည်ယင်းလိုသင်ရင်စဉ်းစားတော်မူပြီးအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့ထင်ရှားဖြစ်ပေါ်ခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစရှိသောအကျိုးပစ္စယုပ္ပံဒုက္ခကံဒုက္ခတရားအစုတို့ထင်ရှားဖြစ်ခြင်းဟူသောအ내သဘောကို၎င်းအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့၏ဝိရာဂမြည်သောအရဟတမေဉာဏ်ကြောင့်မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းတည်းဟူသောအကျိုးမဲ့ချုပ်ခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစရှိသောအကျိုးတရားတို့သည်လေတို့အတူမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းကြခြင်းတည်းဟူသောအ내သဘောကို၎င်းဤသို့အပြီးသောအ내သဘောနှစ်ပါးကိုပိုင်းခြားခြင်းသိမြင်တော်မူသောဖြင့်ယင်းလိုသိမြင်တော်မူသောအခါကာလ၌ဒီလေးသားတို့ကိုယ်ပူပန်စေတတ်သောဓမ္မပဒံလုံလာနှင့်ပြည့်စုံသောအာရမဏုပနိဂာနာသံဖြင့်လက္ခဏုပနိဂာနာသံဖြင့်ယုံနံတို့၏လက္ခဏာကိုစိုက်သူရှုမြင်လေရှိသောမကောင်းမှုအကုသိုလ်တို့ကိုအပပြုပြီးသောယဟန္တာသခင်ဝရှင်သူမြတ်၏ကန္တ၌အကျဉ်အခါဘောဓိပက္ခိယတရား39ပါးတို့သည်သင်ရှားဖြစ်ပေါ်ကုန်၏တဏှာဖြင့်အရဟတမေဉာဏ်ကိုရသဖြင့်ဒုက္ခသမုဒယနိရောဓမေဃတိဟုသောသစ္စာလေးပါးတရားတို့သည်ထင်လင်း၍နေကုန်၏ထို့သောသဘောရှိသောယဟန္တာသခင်ဝရှင်သူမြတ်သည်ကောင်းကင်ရ၌နေမြင့်ပြီးထွန်းလင်းတောက်ပ၍တည်သကဲ့သို့ထိုသဘောရှိသောယဟန္တာသခင်ရှင်သူမြတ်သည်လေမမေကာမအရတိအစရှိသောဆေးရသောစစ်တံတို့ကိုပဲဖြောက်ချေမုံလျက်မိမိဗလသမကချမ်းသာဖြင့်ချမ်းသာစွာညီ၏စွာတည်နေတော်မူနိုင်၏ဟူသောအ내ကိုပေါ်ပြလျက်ယထာဝေဘာတုဘဝန္တိဓမ္မာအာနာပိနောဇာယသောဗျာမနတဝိတုပယံဒိဋ္ဌတိမာရသေနံသူရိယောဝါဩဘာတယမန္တလိကံဟုဘုံသောကြောင့်ပါနှင့်ပြည်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်သောမနတတာကိုညာနာတံပယုတ်မဟာကရိယာသောစိတ်တုပ္ပအစွမ်းဖြင့်ဥဒံကျူးရင်တော်မူအပါတိအရှင်ဘုရားသုနာတုမေဗန္တေသံဃောအာမန္တေယသမန္တဝိသေရတရာပိဝန္တံတိပိကဓမ္မဗန္နာဂာရိကံခောဒကနိကာယေဓမ္မပရိသပုရဏပါဠိယံသဗုဒ္ဓဘာဂနိနေကိုင်းဌာနနိဘုဇေ